ဒါကတော့ကန်တာ2005 440 engine တက်ဆင်ထားတဲ့ဒီဒန်ပေါင်ကားပေါ့ဗျာဒီကားကိုမြန်မာပြည်ရဲ့လမ်းပေါ်မှာအသေးမရှိတဲ့ကားလို့ခေါ်ရဗျဘာဖြစ်လို့လဲဆိုတော့ဒီ model 2005ဆိုတာဗျာအခုနှစ်နဲ့တွက်မယ်ဆိုလို့ရှိရင်နှစ်ပေါင်း20လောက်ရှိသွားပြီပေါ့ဒါပေမဲ့ဒီနေ့ထိလူတွေကသူ့ကိုပဲလိုက်ချနေရတော့ချင်းချင်းလေးပဲဗျာသူကငွေရှာကောင်းတော့ငွေရှာကောင်းတယ်ဗျာဘလောက်ကြမ်းခံနိုင်ရင်ရှိတယ်နံပါတ်1ဒီကောင်ရဲ့အကြမ်းခံမှုကျွန်တော်ကြည့်အောင်ဗျဒီကောင်ကမငြီးဘူးဗျလုပ်ငန်းခွင်ကားဆိုတော့ဗျာအလှစီးကားတော့မဟုတ်ဘူးပေါ့ခင်ဗျားတို့အလှစီးနေတဲ့ကားလို့လမ်းကြောလောက်ပဲမောင်းတာမဟုတ်ပဲဒီကောင်ကလမ်းကျန်းနေမှာတော့တာတဲတွေကြောက်တွေဗီလက်တွေတင်ပြီးတော့တာဟိုဗျရောညောင်နည်းနည်းလေးဆက်အောင်ဗျဒီကောင်ရဲ့440 engine ကလူမိုက် engine လို့ပြောလို့ရတယ်တော်ရုံအဖျားလောက်နေရတယ်ဒီကောင်ကမမှုမှာစီနည်းနည်းနဲ့ဗျာဒီလုပ်ငန်းများလေပတ်မယ်လမ်းကျန်းမှာအမြဲတမ်းသုံးမယ်ဆိုတဲ့သူတွေအတွက်ဒါဒီကအဆင်ပြေတယ်ညပဲလမ်းဘေးမှာအိမ်မယ်ဗျာမနေ့ထနိုးရင်တချို့ကားတဲ့မနိုးကြောင်တော်ခေါ်တော့အဲ့ဒါမျိုးတွေကင်းတယ်ဗျာဒီကောင်တန်းနိုးတန်းရဒီလုပ်ငန်းရှင်တွေကအဲ့ဒီအချက်ကိုပဲကြိုက်နေတာပေါ့အဓိကတော့တော်တော်များများအဲ့ဒီတကောင်ကျော်မိုးလင်းထနိုးတော့အဲ့ဒီအချိန်မှာပြဿနာတက်တာတွေကိုမကြိုက်တာအများဆုံးပဲဗျာကားသမားဘဝတော်တော်ဒုက္ခပေးရလိကာဥမာကျွန်တော်တို့ဒုက္ခပေးရင်ကျွန်တော်တို့မှာဒီလမ်းဘေး2ရက်3ရက်ဆက်သွားမျိုးဖြစ်နိုင်တယ်နောက်တစ်ခုကသူ့ရဲ့ကိုယ်ထဲကိုကြည့်ဗျာညာတန်အထူးကြီးနော်ဒါဂျပန်တန်နေတန်ဖရိန်လည်းဖြစ်တယ်ဗျာတောင့်တင်းနေပဲဒီဒံပေါင်ကားဆိုတာမြေကြီးကြောက်ခဲတို့သဲတို့နေတိုင်းနပန်းလုံးနေရဒီလောက်မှကြောမှဒီလောက်ကျန်းတဲ့ခီးကိုဆင်းလို့ရမှာလှုပ်ဖြစ်တာဒါကတော့ခမောက်လည်းအသိလူတွေကဘာလို့ဒီကောင်ယုံကြည်နေရလဲဆိုတော့ကျွန်တော်ရှင်းပြမယ်ခမောက်စဉ်းစားကြည့်ဗျာကားတစ်စီးကိုဝယ်ပြီးမောင်းသွားတယ်ဗျာနေမျိုးလေးတစ်ခုမှပစ္စည်းလေးတစ်ခုပြတ်သွားရဲဆိုပါစို့ခေါင်းမစားဘူးဗျာဒီကောင်ကခေါင်းမစားဘူးဗျာဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမျိုးရဲ့စက်ပြင်စရာတန်းဒီ440 engine ကြောင်းမျက်စိမှိတ်ပြင်နိုင်တယ်မယုံမရှိနဲ့ဗျာတကယ်ပြောမြန်မာပြည်မှာဒီ450 engine ကိုဗျာလူတော်တော်များများပြင်တတ်တယ်ဗျာဒီ workshop ဆရာတော်တော်များများပြင်တတ်တယ်နေရာတိုင်းမှာပေါ်တယ်ဈေးကလည်းပေါ်တယ်ဗျာဒီကားကိုကင်ထားတဲ့လူကပစ္စည်းမရှိမှပြင်မဲ့လူမရှိမှလုံးဝပူစရာမလိုဒါလုပ်ငန်းရှင်တွေအတွက်အကြီးမားဆုံးစိတ်သက်သာရစေတဲ့အချက်ဗျကဲပတ်စံအကြောင်းပြောမယ်ဗျာနံပါတ်3အနေနဲ့အရေးကြီးအောင်ဆုံးပတ်စံပေါ့ရှုံးလားမြတ်နိုင်လားပေါ့ဒီကောင်ကင်ထားတယ်ဒီကောင်တွေကကားမဟုတ်ဘူးဗျငွေစုဘန်စာအုပ်တအုပ်လိုပဲခင်ဗျားဒီနေ့ငွေ300နဲ့ဝယ်လိုက်တယ်2နှစ်3နှစ်လောက်ခင်ဗျားခိုင်းပြီးသွားပြီဗျာခိုင်းပြီးသွားပြီလို့ပြန်ရောင်းမယ်ဆိုလို့ရှိရင်ခင်ဗျားဝယ်ထားတဲ့ဈေးနီးပါဥမာ280 290တော့အသားလေးရတယ်ဘာလို့ဈေးမကျတော့ဆိုတော့ဗျာလုပ်ငန်းစလုပ်တဲ့ဒီလုပ်ငန်းကိုစလုပ်တဲ့လူတန်းကကုမ္ပဏီတန်းရပေါ့ဗျာအကျန်းခံပြီးတော့ပြင်ဆင်တဲ့ဇရိတ်တက်တာတဲ့ကားကိုပဲအရင်ဆုံးပြေးဝယ်တာခမည်းတော်ကျုပ်ကအဲ့လိုပဲနော်အမြဲတမ်းလမ်းဘေးမှာခဏပြတ်တတ်တဲ့ကားမျိုးဆိုအဆင်မပြေဘူးကျုပ်တော့လည်းအဆင်မပြေဘူးကျုပ်လည်းအဲ့လိုကားမျိုးမကြိုက်ဘူးဒါကြောင့်လည်းကားစစ်တဲ့အခါတက်တီနားလဲတဲ့ပွဲသားရင်လည်းတွားပြီးတော့စစ်ကြများတယ်အဝယ်ကြများတယ်ပေါ့ကန်တာ450ကနံပါတ်1ပဲဗျဒါကြောင့်သူ့မှာဝယ်လက်အမြဲရှိတယ်ငွေပေါ်လွယ်တယ်ပေါ့ဗျာဒါမျိုးဒီအခုရောင်းခုရရပေါ့အကြာကြီးစောင့်ကြလည်းမလို့လိုအပ်တဲ့လူကိုလည်းခေါ်တယ်လိုက်ခေါ်တယ်မလို့ဗျအဲ့လိုကြီးဆိုတော့အခုပုံကိုကြည့်လိုက်ဗျဒီ body မှာတန်ကြီးတွေရှိလားဟုတ်တယ်ခင်ဗျားတို့မေးစရာရှိတယ်ဗျဒါအလုပ်လုပ်တဲ့ကားလားဗျာအလှပြတဲ့ကားမှမဟုတ်တာသုံးထားတဲ့သဲတွေရေတွေမြေကြီးတွေထိနေရလေနေ့တိုင်းလို့ဒီသုံးထားတာ哦ဆိုတော့အဓိကဘာကြည့်ရမလဲဆိုတော့ chassis ကိုကြည့် chassis ကောင်းလား engine အငွေ့လွတ်လားအောက်ပိုင်းရေတိုင်ကြီး pipe တွေတန့်လားဒါတွေကောင်းလို့ချင်းဒီကားကောင်းမယ်တကယ်လို့ခင်ဗျားမှလုပ်ငန်းတစ်ခုရှိရဆိုရင်ဒါမှမဟုတ်အခုမှလုပ်ငန်းအသစ်တစ်ခုကိုစဖို့ငွေနည်းနည်းနဲ့အားကိုးရမယ်မိတ်ဆွေတယောက်ကိုလိုက်ရှာနေရဆိုလို့ရှိရင်ဒီ Mitsubishi Kanda 450ကခင်ဗျားတို့အကောင်းဆုံးမိတ်ဆွေပဲဆိုတော့ဒီဗီဒီယိုလေးနဲ့ကျွန်တော်ကလာပြောခြင်းဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောပြချင်တာကျွန်တော်ကကားပွဲသားလည်းမဟုတ်ပါဘူးမြန်မာပြည်တွင်းမှာရှိတဲ့ဒီကားလိုချင်တဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်ကဒီကားကိုမဝယ်ခင်ဘယ်လိုကားမျိုးတွေရွေးချယ်တင်လဲဆိုတော့ကျွန်တော်ကစေတနာနဲ့လမ်းညွှန်ပေးတာပါအားလုံးကြားမှာကြပါစေဗျ